1991ခုနှစ်တွင်အင်ဝမဟာအောင်မြေပုံစံအုတ်ကျောင်းပထမဆရာတော်ဦးပိုးပြန်လွန်ခဲ့ပြီးပကြီးတော်စစ်ကိုင်းမဲညင့်မိဖုရားမယ်နိုးတို့ကနေဒီတော်အင်ဝရှိမဟာအောင်မြေပုံစံအုတ်ကျောင်းတော်ကြီးအားကတ်လိုခဲ့သဖြင့်ဆရာတော်ဦးပုတ်သည်ဒုတိယအုတ်ကျောင်းဆရာတော်အထက်အင်ဝသို့ပြောင်းရွှေ့ကနန်းမတော်မယ်နိုးအုတ်ကျောင်းတွင်တည်သုံးခဲ့သည်ဆရာတော်ကိုပင့်ဆောင်ပြီးလျင်ကျောင်းတင်လူမီအခမ်းအနားကြီးကိုကြီးကျယ်စွာပြုပြင်စီရင်လျက်မြို့တွင်မို့ပြီးလေးပင်လေးဌာနတစိမ့်ရမရဆရာတော်တန်ခါတော်တို့ကိုပင့်ဖိတ်လျက်မှုတော်မက်တော်တားတော်သမီးတော်မိမိဖျားမောင်မမေတန်စားတော်ယဟန်ပရိသတ်လူပရိသတ်တို့ခင်စုံညီစွာခင်းချင်းလျက်မဟာအောင်မြေပုံစံအုတ်ကျောင်းတော်ကြီးကိုတင်လူရပါမည်အကြောင်းတီလာပေးရေစက်ချတရားချီးမြှင့်တော်မူရန်ဆရာတော်ဦးဘုတ်အားတန်တော်စင်းကလျှောက်ထားပြီးမင်းစားတော်ပရိသတ်တို့ကြော့ကြလေသည်ကတော့ကြသောအစုံ၌ဆရာတော်ဦးကုတ်ကစုမပေးပဲမတုံမလွတ်နေတော်မူလျင်အကူဖြစ်သောဆရာတော်ဦးသူကရက်ကိုဖဲကြော့ပြီးဟောဗျာယခုကပဲစိတ်တူနေပြီဘာကိုအလိုမကျတယ်လဲမသိရဟုမိန့်တော်အခါဆရာတော်ဦးပုတ်ကရှိခိုးဆိုတာဖြင်းစပတိထတလို့စာရတော်ဆိုသည်ဟုအမိန့်ရှိလိုက်ရာမိဖုရားကတတိယ၍ဘယင်မင်းတရား၏ကတောင်အောက်ကကတိပါခေါင်းကြီးကိုဆွဲထုတ်ခါပြန်၍ကတော့ကြရလေသည်တီလာပေရေစက်ချတရားဟောကြီးသည်အစုံ၌နာခန်တော်ကတောပါစာဆုတောင်းစာများဖတ်ဆိုရသည်ထို့နောက်မင်းတရားကဆရာတော်ဖေဟာနောင်တော်ကရွှဲအပ်ထားပြီးတကယ်သို့ဆက်လက်ကိုးဝယ်ရခြင်းကြောင့်ဒါယကာတော်အလွန်ဝမ်းမြောက်လာပါကြောင်းပစ္စည်းလေးပါဒါယကာတော်ဟုမှတ်တော်မူပါအရှင်ဖေဟာနောင်တော်ကဲ့သို့တပည့်တော်အားဆုံးမတော်မူပါဟုလျှောက်ထားတာဆရာတော်ကအေးမင်းနဲ့တူအောင်ကျင့်ကငါတို့ဆုံးမရမလို့မင်းနဲ့တူအောင်မကျင့်ကငါနဲ့မဆိုင်အဝီစီနဲ့သာဆိုင်သည်ဟုမိန့်တော်မူလေသည်ရှေးမင်းတူအောင်ကျင့်ကငါတို့ဆုံးမရမလို့ညူမင်းတူအောင်မြင့်ကငါနဲ့မှန်ဖြစ်နာဖရာအဝီဆုံးနဲ့သာဆိုင်သည်ချင်းဆရာတော်ကိုကြောင်းတင်လူပြီးနောက်ကြီးကျယ်ခမ်းနားသောကထင်ပွဲကြီးကိုဆင်နွှဲခြင်းပါရာနန်းမတော်မိဖုရားမယ်နုကပိုးဖဲကတိပါတာခါတက္ကလတ်ထူးမြတ်သောသင်္ကန်းအမျိုးမျိုးတို့နှင့်တကွဒါနဝတ္ထုအစုစုတို့ကိုလူဒန်းရန်စီမံပင်ဖိတ်၍ဆရာတော်တန်ဃာတော်ကြီးအသီးအသီးတို့ကြွရောက်တော်မူလာကြလေသည်တိုက်တွင်းရှိသင်္ကန်းပါရှားသောယဟန်ငယ်တစ်ပါးသည်ကျောင်း၌ဝိယုံနေကြသင်္ကန်းဟောင်းကိုဝိယုံလူရဲ့တန်ဃာပရိသတ်အလေတို့ဝင်ရောက်လာတာဆရာတော်ဦးပုတ်ကထိုယဟန်ငယ်ကိုရှေ့တော်သို့ခေါ်၍ဤကထိန်အလူကိုကိုတော်ခံယူပါဟုတိုက်တွန်းရာနောင်တော်ဦးသူကမိန့်သည်မှာကိုပုတ်နမ်းမတော်ကကိုရော့ကိုရီမှန်း၍အဖိုးတန်ဝိထုပစ္စည်းနှင့်လူဒန်းရန်စီမံခင်းထားသည်ယဟန်ငယ်ကိုကထိန်ခံစေလျင်နမ်းမတော်စီထဲ၌ကောင်းနိုင်ပါဦးမလားဟုမေ့ရာဆရာတော်ဦးပုတ်ကကိုရောတို့ဖျားသာသနာတော်မှာနေသလားမိနုသာသနာမှာနေသလားဟုမေးတော့အခါမြေသုံးမြတ်ပြန်မပြောနိုင်ပဲစိတ်နေကြကုန်၏ဖယေမင်းမြတ်နှင့်မိဖုရားတို့သည်ဆရာတော်ဥပုထံမပြတ်လာရောက်ဖူးမြော်ကြော့ကြသည်ဆရာတော်ဥပုကမူမြည်သည့်အခါမျှစကားမပြောစာကြည့်လျက်တာနေတော်မူ၏တနေ့တ၌မိဖုရားကြီးကအကြံရ၍သမီးတော်ကလေးကိုကျောင်းတော်သို့ရောက်သည့်အခါလွတ်ထားကြရမည်ဟုအထင်းတော်များကိုအမိန့်သေးလေသည်ထို့နောက်ကျောင်းတော်သို့ရောက်သည့်အခါသမီးတော်ကလေးကိုလွတ်ထားကြရာသမီးတော်ကလေးသည်ငယ်ရွယ်သူထိ၍ကြောက်ရွံ့ရာမှန်းမသိသွားလိုရာသွားပြီးဆရာတော်အနီးပါပြီးလွှားကစားနေရာဆရာတော်သည်စာကြည့်နေရာကဟိုအနားကကချောက်ချောက်နှင့်ဘာတန်လဲဟဲ့ဟုမေးရာတန်တော်စင်များကသမီးတော်ကလေးပါဖျားဟုရှောက်ကြလေတော့သမီးတော်ဖြင့်လဲကမင်းလာဟီကလာဟုအမိန့်ရှိသောအခါအထိန်တော်များကအခြားသို့ချောမော့ခေါ်သွားရလေ၏